PID ကသူ့ရဲ့ high speed control system မှာဒီကြောင့်မရှိမှုတွေmicrosecond နဲ့အမြောက်တွက်ချက်နိုင်မှုတွေကြောင့် control လောကမှာဆရာကြီးတစ်ပါးဖြစ်နေတယ်တကယ်ပဲ Fuzzy က PID ကိုနေရာတကာမရှင်းနိုင်တော့ဘူးလို့ဆိုတော့လေမဟုတ်ပြန်ဘူးအရှင်းဗီဒီယိုမှာ PID နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကောင်းကွက်တွေကိုကျွန်တော်ပြောခဲ့တယ်ဒီဗီဒီယိုမှာ Fuzzy နဲ့ပတ်သက်ပြီးတော့ဘာတွေအားသာချက်ရှိလဲဆိုတော့ပြောကြည့်အောင် Fuzzy ကအဓိကအဖြစ် non linear system တွေမှာတော်တော်လေးအားသာချက်ရှိတယ်ဗျဥပမာအဖြစ်လေးပေးဆက်တို့နောက်ကင်မရာမှာပါတဲ့ auto focus တို့ဒီယထာလန် brake system တို့မှာ Fuzzy က PID ကိုကြော်ပြီးတော့ရွေးချယ်စရာဖြစ်လာတယ် Fuzzy ကရှုပ်ထွေးတဲ့တင်ချာ transfer function တထုတ်စရာမလိုဘူးသူက human rule based controller အမျိုးအစားဖြစ်တဲ့အပေါ်မှာ engineer တယောက်ရဲ့ကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့ quality ကောင်းတဲ့ control တစ်ခုကိုရနိုင်တယ်နောက်တစ်ချက်ကစံစာတွေမှာပါတဲ့ noise တွေကိုကင်တွယ်ဖြည့်ရှင်းတဲ့အပိုင်းမှာ Fuzzy က PID ထက်စားလို့ရှိရင်ပို့ပြီးတော့ဆရာကြတယ်အနှစ်ချုပ်ပြောရမယ်ဆိုရင် PID ကမြန်တယ် linear system တွေတော့ပို့ပြီးတော့ကောင်းတယ် Fuzzy ကတော့ non linear system တွေမှာပို့ပြီးတော့ဆရာကြတယ်PID ကိုတိကျမှုအတွက်သုံးတယ် Fuzzy ကိုတော့လိုက်လုံးကြီးထွေးစွာရွေးရှားနိုင်မှုတွေလုံးလုံးနိုင်စွာမဟုတ်ဘူးတည်ပြီးတော့အသုံးပြုကြတယ်ဒါပေမဲ့နှစ်ခုစလုံးကတော့ engineer တွေအတွက်ကိုတော်တော်လေးကိုမှ powerful ဖြစ်တဲ့ control theory တွေဖြစ်ကြတယ်